ကြာပါပြီ7နှစ်ကျော်20မှရှိပြီကိုရီးယားတရားစခန်းပေါလို့တော့တိုက်သူချောင်းလာပေါ့6ခုဗုဒ္ဓဘာသာတိုက်သူချောင်းလာလေးစုပေါင်းပြီးတော့တရားထိုင်ကြဘုရားတမိုင်းလေးအဲ့ဘက်ဒီအရှိအာရှပိုင်းတမိုင်းလေးကြီးလေးဖတ်မထားတတိမထားမိတဲ့အချက်လေးတစ်ခုဖတ်ပြီးတော့မေးနေချက်လေးကိုကိုရီးယားနိုင်ငံကိုဂျပန်ကတော့အုပ်စိုးပြီးတော့ဘယ်လိုကျူးမှုလဲဆိုရင်အဲ့တော့ဂျပန်အကြောင်းပြောရဲဆိုရင်သူကစိတ်ထဲမှာချက်ချင်းထောက်နေဖြစ်အဲ့ဒါမျိုးတမိုင်းကိုပြန်ကြည့်တဲ့နေရာမှာသူကကြည့်တိုင်းတမိုင်းကိုကြည့်တိုင်းတမိုင်းအကြောင်းကြားတိုင်းဆွေးနွေးတိုင်းစိတ်ထဲမှာပါပြန်ဆိုတော့ဒေါသဖြစ်တဲ့အာရဖြစ်တယ်တမိုင်းမကြည့်အောင်နဲ့တမိုင်းမသိအောင်နဲ့သိရတာပေါ့ပုပ္ပေနိဝါဒနုတ္တိဆိုတာကအတိတ်ကိုကြနာအတိတ်စိတ်ပြန်သိရတယ်ပြန်သိဖို့လိုတယ်အဲ့ဒါမှတရားရမဲ့ဖို့ရတယ်ဆိုဒါပေမဲ့သဘောစိတ်သဘောထားမှန်မှုဆိုရင်အတိတ်ကိုပြန်သတိရတာသူကအစင်မပြေတဲ့ဟာပဲသွားသတိရတယ်အစင်ပြေတဲ့ဟာသတိမရဘူးမကောင်းတဲ့ဟာတွေပဲသွားပြီးတော့ကြည့်ကောင်းတဲ့ဟာမတွေးမိ emotion တွေ imbalance ဖြစ်မညီမျှဖြစ်စိတ်ခံစားတစ်ဖက်ဆောင်နေဖြစ်ဒုက္ခဖန်တီးစေတတ်တဲ့အမြင်ယောနိကောမနတိကာအဲ့ဘက်ကိုတစ်ဖက်ဆောင်နေဖြစ်ဒုက္ခနဲ့အောင်လူတိုင်းဒီလူသားတွေနေနေဆိုရင်တွေ့တော်နိုင်စွမ်းရှိဒါပေမဲ့အဲ့ဒီယောနိကောမနတိကာဆိုတဲ့စွမ်းရည်ဒုက္ခနဲ့အောင်တွေ့တဲ့ပဲမတွေ့ဘူးဒီတိုင်းမဲ့ဘာသာရေးရေစနဲ့ဘာသာရေးတစ်ခုနဲ့တစ်ခုမတူတဲ့ဟာတွေလည်းသွားပြီးတော့ကြည့်နေတယ်တူတဲ့ဟာတွေမကြည့်ဘူးမတူတဲ့ဟာပဲသွားပြီးတော့ကြည့်တယ်ဆိုရင်တော့ကြောက်စိတ်တွေဖြစ်တာပေါ့ငါတို့နဲ့မတူဘူးသူတို့ကတစ်ဖက်ကတော့သူ့ဖက်ကိုယ်ဖက်အဲ့လိုဖြစ်တူတဲ့ဟာမကြည့်ဘူး